ခလေးတို့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယာမနွေနီကံဝင်းရေးသားထားတဲ့မတ်တပ်ပြေတို့ဖတ်ဖို့ BABR စာစဉ်တွေကတောတိုက်မယ်ဆိုတဲ့အကြောင်းလေးကိုမမကပြောပြပေးသွားပါမယ်ဒီကြောင်းလေးကိုတော့ကာတိုတိဟစကန်တစ်ကတရုတ်ဖော်ပေးထားတာပဲဖြစ်ပါတယ်တောတိုက်မယ်တားနာမည်ကဇွဲပါသမီးနာမည်ကရရပါဇွဲနဲ့ရရမှာမတူညီတဲ့အကျင့်လေးတွေရှိတယ်ရရအချိုသိပ်ကြိုက်တယ်ဇွဲကအချိုတော့မကြိုက်ဘူးဒါပေမဲ့နည်းနည်းပြင်းနေဇွဲတို့သွားတွေခိုင်းမှာဖို့မေမေကမနဲ့တခါညတခါသွားမှန်မှန်တိုက်ခိုင်းနေဒါပေမဲ့ဇွဲကတော့သွားတိုက်ဖို့ပြင်လို့ညဆိုသွားမတိုက်ပဲဒီတိုင်းအိပ်ဖြစ်တာပဲတနေ့တော့သူ့သွားဖို့ကအမဲကွက်လေးတွေကိုဇွဲတတိထားမိသွားတယ်သွားဖို့ကအမဲကွက်လေးတွေကဘာတွေလဲလို့ရရအောင်မေးကြည့်လိုက်တော့သွားပိုးစားတာတဲ့အဲ့ဒါသွားပိုးစားတာဟာရရသွားပိုးစားတဲ့အကြောင်းကိုဇွဲကိုတေချာရှင်းပြတယ်သွားပိုးစားတယ်ဆိုတာအစာစားပြီးသွားတေချာမတိုက်လို့ဖြစ်တာလေသွားမတိုက်ရင်ပါဇက်ထဲမှာပိုးတွေရှိလာမယ်အဲ့ဒီပိုးတွေကသွားကြတဲ့ကစားကျွေးစားကြံတွေကိုလိုက်စားတော့အဆစ်ပြုတ်လို့အရည်လေးတွေထွက်လာတယ်အဲ့ဒီအရည်တွေကသွားတွေကိုဖျက်ဆီးလိုက်တော့သွားမှာအပေါက်တွေဖြစ်လာတာပေါ့မနက်တိုင်းသွားတိုက်ရဲ့သားနဲ့ဘာလို့သွားပိုးစားတာလဲဆိုတာဇွဲနားမလဲဘူးငါမနက်တိုင်းသွားတိုက်တယ်လေဘာလို့သွားပိုးစားတာလဲသွားတွေကိုမနက်တစ်ခါညတစ်ခါမှန်မှန်တိုက်ရတယ်တို့တွေတနေကောင်မုတ်တွေစားပြီးညချသွားမတိုက်တော့သွားလေးတွေပျက်စီးသွားတာပေါ့သွားပိုးစားပြီးသူ့မှာသွားမရှိတော့မှဇွဲကြောက်နေတယ်သွားမရှိရင်ငါအစာတွေဘယ်လိုစားမလဲငါသွားတွေပိုးမစားစေချင်ဘူးသွားတိချတိုက်ရင်သွားပိုးမစားပါဘူးဟာပြီးတော့ရရပြောတယ်ငဲသွားတွေကျိုးရင်ပြန်ပေါက်ပါတယ်တဲ့ရရတို့မွေတော့ကသွားတွေမပါလာဘူးလေ6လလောက်ရောက်တော့ရှေ့သွားတွေပေါက်လာတယ်6နှစ်လောက်ဆိုငယ်ငယ်ရသွားတွေအကုန်ကျိုးပြီးသွားတစ်တီ28ချောင်းတောင်ပေါက်လာမှာလူကြီးတွေစီမှာဆိုသွား32ချောင်းတောင်ရှိတယ်တိုးသေးတာပေါ့သွားတွေကပြန်ပေါက်လို့သွားတွေကတစ်ချောင်းနဲ့တစ်ချောင်းအရွယ်နဲ့ပုံစံမတူဘူးလို့ရရဇွဲကိုဆက်ပြီးရှင်းပြတယ်အစားအစာတွေစားတဲ့အခါရှေ့သွားလေးချောင်းနဲ့ဆိုကြိုက်စားမယ်ဘေးကသွားအဆွဲလေးနဲ့ဆိုဆွဲပြီးစားမယ်ပြီးရင်အန်သွားလေးချောင်းနဲ့ညက်အောင်ဝါစားကြမယ်သွားတွေနဲ့အစာကိုညက်အောင်ဝါစားပြီးရင်တီတီချာချာတန်ရှင်းလောက်ရမယ်နော်ရရပြောသေးတယ်သွားတိုက်ရင်ရှေ့ရသွားလေးတွေပဲမတိုက်ရဘူးတဲ့ဟိုးနောက်ကသွားတွေထိရအောင်တိုက်ရမယ်တဲ့ပြီးတော့ဘေးတိုင်းမတိုက်ရဘူးသွားတွေကိုအပေါ်ကနေအောက်ကိုဆွဲပြီးတိုက်ရတယ်ဒါမှသွားတွေအကုန်တန့်ရှင်းသွားမှာဟုတ်ကဲ့ရရရှင်းပြတော့ဇွဲလဲသွားပိုးမစအောင်ဘယ်လိုလုပ်တင်လဲဆိုတာတေချာသိသွားတယ်ဒီနေ့ကစပြီးသွားတေချာတိုက်တော့မယ်ဒါပေါ့ဒါမှသွားတွေပိုးမစတော့မှာသွားလဲမနာတော့ဘူးလေသွားတိုက်ဖို့ပြင်းတဲ့ဇွဲတယောက်အခုသွားမှန်မှန်တိုက်နေပြီဒါပေမဲ့အချိုကြိုက်တဲ့ရရအချိုရည်ဒုတ်ထိုးတကြားလုံးတွေဆက်ပြီးစားနေတော့မယ်အချိုရည်တွေတောက်ပြီးတကြားလုံးတွေစားပြန်ပြီရရနင်ဒီလောက်အချိုကြိုက်တာမကောင်းဘူးနော်ချိုရဲမုတ်တရဒီလောက်ကောင်းတဲ့ဟာကိုအချိုတွေအများကြီးစားတာမကောင်းဘူးအာဟာရလည်းမရဘူးချောင်းနေဆိုးမယ်နေမကောင်းဖြစ်မယ်သွားပိုးစားပြီးသွားနာတတ်တယ်လို့ဇွဲရရကိုပြန်ပြီးရှင်းပြတယ်နေမကောင်းရင်ဆေးတွေအများကြီးတောက်အောင်ပါနော်ရရအချိုကြိုက်ပေမဲ့သွားနာမှာကြောက်တယ်လေသွားပိုးမစားအောင်ကျမအောင်လို့အချိုနည်းနည်းပဲစားပါတော့မယ်နော်အခုဆိုအချိုရည်တွေမုံနေအစားအသီးနှံနဲ့အာဟာရပြည့်တာတွေကိုရရွေးစားနေပါပြီဇွဲလဲသွားတိုက်မပြင်းတော့ပါဘူးမနဲ့တစ်ခါညတစ်ခါသွားမှန်မှန်တိုက်နေပါပြီဒါကြောင့်သူတို့ရဲ့သွားတွေလည်းကျန်းမာနေတာပေါ့ကွယ်သွားရဲ့သွားတွေပိုးမစားတော့ဘူးသမီးလည်းသွားမနာတော့ဘူးကဲဒီနေ့မှာတော့သွားမှန်မှန်တိုက်တဲ့အကြောင်းကိုမမကပြောပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးတွေကိုအများကြီးပြောပြပေးသွားအောင်ပါမို့လို့မမရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပေးပါဦးနော် Facebook ကနေကြည့်တဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်